တီးရက်တွေများပြီးဘာဟင်းရှာမလဲမသိဘူးဆိုလို့ရှိရင်ကျမတို့ပိတ်ကလာဟင်းလေးသာရှက်ကျွေးလိုက်ရှင်ဖဝင်ပစ္စည်းဟာဥဖြူပဲတောက်ရှဲဂေါ်ဘီပွင်းဘူးတီခရမ်းတီရုံးပရီတီတို့ပဲဖြစ်ပါတယ်အိုးထဲကိုစီအနှင်းငယ်ထည့်ပါမယ်စီပူလာပြီဆိုတာနဲ့ကျွတ်သွန်အနှင်းကြိတ်ထားလေးတွေကိုကျမထည့်လိုက်ပါတယ်ကျွတ်သွန်အနှင်းကြိတ်ထားလေးထည့်ပြီးအောင်တစ်ပြိုင်နဲ့စနေမှုအနှင်းငယ်လေးထည့်လိုက်ပါတယ်စနေမှုနည်းနည်းလေးမွေးလာပြီဆိုတာနဲ့ခုနကပေးကြိတ်ထားလေးတွေကိုကျမအရင်ဆုံးရှက်လိုက်ပါမယ်ပေးရတော့ကျမအစိမ့်ကိုကြိတ်ထားဆိုတော့နည်းနည်းကြာကြာလေးရှက်ပေးရမယ်ပေါ့နော်ဒီနေရာမှာငရုတ်သီးစားညင်လေးသူတွေထည့်လို့ရပါတယ်ကျမတို့အိမ်မှာတော့ဘိုက်အောင်နေရနဲ့အဆက်မစားနိုင်တာနဲ့စုံနေလို့ငရုတ်သီးကတော့မထည့်ပဲအရှိုးပဲရှက်လိုက်ပါတယ်ရှင်ပေးလေးတွေနူးလာပြီဆိုတော့ငပိအနှင်းငယ်ထည့်ပါမယ်ပိတ်ကလာဟင်းဆိုတော့ငပိရမပါမဖြစ်ပေါ့နော်အဲ့တော့ခုနကအရန်အသင်းလောက်ထားတဲ့ကျမရေပါဝင်ပစ္စည်းလေးတွေကိုခုလိုမျိုးလေးထည့်ပေးလိုက်ပါမယ်ရှင်ပါဝင်ပစ္စည်းလေးထည့်ပြီးပြီဆိုတာနဲ့အရသာအတွက်ကတော့စားဟင်းရှုံမုံလေးတွေထည့်ပြီးတော့အသီးအရွက်လေးတွေနူအောင်လို့ချက်ပေးလိုက်ပါမယ်ကိုစားရှင်တဲ့အသီးရက်လေးတွေထည့်ပြီးရှက်လို့ရနော်ကြက်ဥတို့တခြားငါးလျှောက်တို့လည်းထည့်လို့ရပါတယ်ရှင်ချက်နီးလေးရတယ်လွယ်ကူရိုးရှင်းတာမလို့တငယ်ရှင်းတို့လည်းအိမ်မှာချက်စားကြည့်ကြနော်